မင်္ဂလာပါတီတက် official channel ကနေကြိုဆိုပါရစေဒီနေ့ဆွေးနွေးမှာလေးကတော့ passive income အကြောင်းလေးပဲဖြစ်ပါတယ်ဒါဆိုရင် passive income ဆိုတာဘာလဲလူတိုင်းသိနေပြီးသားလို့ထင်ရပေမဲ့တချို့သောအတွေးခေါ် user တွေကမတူတာမျိုးတွေလည်းရှိနိုင်ပါတယ်လူများစုက passive income ဆိုတာဘာမှမလိုပဲပတ်စံရတာလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့ဒီ user ကမမှန်ပါဘူး passive income ဆိုတာအစကတည်းကအာယုံဆိုင်မှုမလိုဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးတကယ်တော့အစပိုင်းမှာအချိန်ကျွမ်းကျင်မှုဒါမှမဟုတ်ငွေကြေးတစ်ခုခုကိုရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ YouTube ဗီဒီယိုတစ်ခုဖန်တီးတာ digital product တစ်ခုရေးသားတာ online course တစ်ခုပြုလုပ်တာဒါမှမဟုတ်လူတွေအတွက်အသုံးဝင်တဲ့ content တွေကိုဖန်တီးမျှဝေတာမျိုးပါဒီအရာတွေကိုဖန်တီးတဲ့အချိန်မှာအချိန်ပေးရတယ်လေ့လာရတယ်ကြိုးစားရပါတယ်ဒါပေမဲ့တစ်ခါတိဆောက်ပြီးသွားတဲ့အခါမှာတော့ဒီလောက်ကသင့်အတွက်အချိန်ကြာလာတဲ့မျှဝင်ငွေဆက်လက်ဖန်တီးပေးနိုင်ပါတယ်ဒါကြောင့် passive income ဆိုတာအလုံးမလုံးပဲပတ်စံရတာမဟုတ်ပဲတစ်ချိန်ကြိုးစားတိဆောက်ထားတဲ့အရာတစ်ခုကအချိန်ကြာလာတဲ့နဲ့အမျှဝင်ငွေဆက်လက်ဖန်တီးပေးနိုင်တဲ့စနစ်လို့နားလည်ရင်ပုံမှန်ပါလိမ့်မယ်ဒါပေမဲ့အရေးကြီးဆုံးတစ်ချက်ကိုလည်းမမေ့ထားပါနဲ့ passive income ဟာအမြန်ချမ်းသာစေမဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာပါပဲစဉ်ဆက်မပြတ်လေ့လာခြင်းကြိုးစားခြင်းနဲ့တန်ဖိုးရှိတဲ့အရာတွေကိုဖန်တီးပေးနိုင်မှသာရေရှည်ဝင်ငွေတစ်ခုဖြစ်လာနိုင်ဒီနေ့စိုက်ထုတ်ထားတဲ့အချိန်နဲ့ကြိုးစားမှုကမနေ့ဖြန်မှာတင့်အတွက်ဝင်ငွေဖန်တီးပေးနိုင်တဲ့ access တစ်ခုဖြစ်လာနိုင်ပါဒါကြောင့်မလို့ဒီနေ့ကစပြီးကိုယ့်ရဲ့ပထမဆုံး digital asset ကိုစတင်တည်ဆောက်ကြပါစို့လို့တိုက်တွန်းချင်ပါတယ် passive income AI နဲ့ digital skill ဆိုင်ရာအသုံးဝင်တဲ့ဘုဒ္ဓရာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ Titan official ကို follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာဆက်လက်တွေ့ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါTitan official channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆွေးနွေးမှာကတော့ active income နဲ့ passive income ဘာကွာလဲဆိုတာလေးပါတနေ့လုံးမသွားရင်လစာမရတော့ဘူးလားဒါဆိုရင်တော့ active income ဖြစ်နိုင်ပါတယ် active income ဆိုတာကိုယ်လုံးလုံးတဲ့ချိန်နဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့ဝင်ငွေပါဥပမာလစာနေစားက freelance အလုပ်ဒါမှမဟုတ် OTJ တွေလိုမျိုးပါအလုပ်လုပ်ရင်ဝင်ငွေရပြီးတော့အလုပ်ရက်လိုက်ရင်တော့ဝင်ငွေလည်းရက်သွားတာပါ passive income ကတော့မတူပါဘူးအစပိုင်းမှာအချိန်ကျွမ်းကျင်မှုနဲ့ကြိုးစားအားထုတ်မှုကိုရင်းနှီးရပါတယ်ဥပမာ YouTube ဗီဒီယို digital products online course သို့မဟုတ် blog တစ်ခုလိုမျိုးပါတိဆောက်ပြီးတဲ့နောက်မှာတော့အချိန်ကြာလာတာနဲ့ဝင်ငွေဆက်လက်ရရှိနိုင်ပါတယ်အရေးကြီးတာက active income မကောင်းတာမဟုတ်ပါဘူးတည်ငြိမ်တဲ့ဝင်ငွေ active income လို့သလိုအနာဂတ်အတွက် passive income ကိုလည်းတဖြည်းဖြည်းတိဆောက်ထားသင့်ပါတယ်နောက် episode မှာ passive income စနိုင်တဲ့နည်းလမ်း၅ခုကိုဆက်လက်မျှဝေပေးမှာဖြစ်ပါတယ် Titan official ကို follow နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ကျေးဇူးတင်ပါတယ် passive income စခြင်းနဲ့ဘယ်ကနေစရမလဲဆိုပြီးစဉ်းစားနေသေးတာတကယ်တော့ပတ်စံအများကြီးမလိုပါဘူးဒီနေ့တော့ beginner တွေအတွက်စတင်လို့ရတဲ့နည်းလမ်း၅ခုကိုမျှဝေပေးပါမယ်ပထမတစ်ခုကတော့ YouTube ကိုဖန်တီးတာဖုန်းတစ်လုံးရှိုံနဲ့ကိုသိတဲ့ဘုဒ္ဓတွေ့ကြုံဒါမှမဟုတ်ဝါသနာကိုဗီဒီယိုဖြစ်မျှဝေနိုင်ပါတယ်ဒုတိယတစ်ခုကတော့ Facebook page ဒါမှမဟုတ် TikTok မှာအသုံးဝင်တဲ့ content တွေကိုပုံမှန်တင်ပြီးတော့ကိုယ့်ရဲ့ audience တွေကိုတည်ဆောက်တာတတိယကတော့ Canva နဲ့ template လေးတွေဖန်တီးပြီးတော့ digital product တွေကိုရောင်းတာပါစတောက်တာတစ်ခုကတော့ကိုသိတဲ့အကြောင်းအရာတွေကို PDF ခိုက်ဒါမှမဟုတ် ebook လေးတွေအဖြစ်မျှဝေပြီးရောင်းချတာနောက်ဆုံးတစ်ခုကတော့ AI video editing ဒါမှမဟုတ် graphic design လိုမျိုး digital skill ကိုဒီနေ့ကစပြီးလေ့လာလိုက်ပါဒီ skill တွေကအနာဂတ်မှာဝင်ငွေအခွင့်အလမ်းတွေဖန်တီးပေးနိုင်ပါတယ်ဒီ၅ခုတွေမှာသင်ပယ်နည်းလမ်းကိုအရင်စမ်းကြည့်ခြင်းလဲ comment မှာမျှဝေပေးခဲ့ပါနော်နောက် episode တွေကိုမလွတ်ချင်ရင် Titan official channel ကို follow နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာပါTitan official channel ကပြန်လည်ကြိုဆိုလိုက်ပါတယ် beginner တွေလုံးလှထားရှိတယ်အမှားတွေအများကြီးတဲ့အမှားလုံးဝမလုပ်တဲ့အမှားကတော့ monetization အောင်ပြီးပြီဆိုပြီးရောင်းချနေတဲ့ Facebook page တွေ YouTube channel တွေ TikTok account တွေကိုဝယ်ပြီး monetization ရအောင်မကြိုးစားပါနဲ့ကိုယ်တိုင်စတင်တိဆောက်ပြီးတော့တကယ် audience အစစ်အမှန်ကိုရမှသာလျှင်လူကြီးမင်းတို့ရေရှည်ဝင်ငွေကိုဆက်လက်ရရှိမှာဖြစ်ပါတယ် social platform တွေက consistency ကိုကြည့်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့လက်ထက်ရောက်တာနဲ့ကိုတင်ကျင်တာတင်ပတ်စံရတယ်ဆိုတာဒီတကယ်ဂျင်းစကလုံးပါလူကြီးမင်းတို့မမားမိအောင်သတိပေးပါရစေအားလုံးကိုကျေးဇူးတင်ပါတယ် Titan official channel ကိုလည်း like and follow လုပ်ထားဖို့မမေ့ပါမင်္ဂလာပါTitan official channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Gmail account တစ်ခုဘယ်လိုဖွင့်မလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ search box ကနေ gmail.com ကိုစတင်ပြီးဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ create account ဆိုတာလေးတွေ့ပါလိမ့်မယ် for my personal use ဆိုတာလေးကိုဆက်ရွေးဖို့လိုပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့
first name နဲ့ last name ရွေးရမယ်ဟာပါ last name ကတော့ option နဲ့ဖြစ်တဲ့အတွက်မရွေးရင်လည်းရပါတယ်ဒီနေရာမှာတော့ Jonathan email လေးနဲ့ဖွင့်ပြပါမယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့မွေးနေ့မွေးလမွေးရက်မွေးနှစ်ပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ရွေးပေးရပါတယ်အဲ့ဒီဟာလေးကိုရွေးပေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ကယောက်ျားလားမိန်းမလားဂျန်ဒါခွဲတဲ့ဟာလေးကိုကျွန်တော်တို့ကလစ်ထောက်ရုံပါပဲနောက်ဒါကိုပြီး next လို့နှိပ်လို့ရပါပြီနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ user name ရွေးတဲ့နေရာပါ user name ရွေးတဲ့နေရာတော့နည်းနည်းလေးကြန့်ကြာတတ်ပါတယ်အဲ့တော့ကျွန်တော်တို့ပေးထားတဲ့ကျွန်တော်တို့မှတ်မိလွယ်တဲ့နာမည်လေးပေးဖို့တော့လိုပါတယ်ဒါဆိုကျွန်တော်ကြိုးစားကြည့်မယ် John 1997ဆိုပြီးကြိုးစားကြည့်တယ် next ကိုနှိပ်ကြည့်တယ်မရပါဘူး okay ဒါဆိုနောက်တစ်ချိန်ပြန်ပြီးကြိုးစားကြည့်ပါမယ် Jonathan 199ခွန်ဆိုပြီးကျွန်တော်ကြိုးစားကြည့်ပါမယ် next ကိုနှိပ်ကြည့်မယ်မရပါဘူးဒီနေရာမှာကျွန်တော်တို့အခက်အခဲဆုံးတဲ့လူတွေစိတ်ပြည့်ပြီးပြန်ထွက်သွားတဲ့နေရာပါဒါကြောင့်မလို့ဒီနေရာမှာကြိုးစားကြည့်ဖို့တော့လိုပါလိမ့်မယ်နောက်တစ်ဆင့်ကြိုးစားကြည့်မယ် Jonathan 007 next နှိပ်ကြည့်မယ်မရပါဘူးဒါဆိုရင်နောက်တစ်မျိုးကြိုးစားကြည့်ပါမယ် Jonathan MM007 next နှိပ်ကြည့်ပါမယ်မရပါဘူးဒါဆိုရင်သူ create လုပ်ပေးထားတဲ့ Jonathan 39ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးလို့ရပါတယ် okay အဆင်ပြေသွားရင်တော့ကျွန်တော်တို့ next ကိုနှိပ်ကြည့်ပါမယ်ဒါဆိုရင် user name အနေနဲ့ကျွန်တော်တို့အဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ password ရွေးဖို့ပါအဲ့တော့ကျွန်တော်တို့မှတ်မိလွယ်တဲ့နံပါတ်တွေနာမည်တွေပေးဖို့တော့လိုပါလိမ့်မယ် strong password ဖြစ်ဖို့လိုပါတယ် okay ကျွန်တော်တို့နောက်တစ်ဆင့်ကတော့အဲ့ဒီကျွန်တော်တို့ပေးခဲ့တဲ့ password ကို confirm လုပ်ဖို့လိုပါတယ်ဒီနေရာမှာတော့ Jonathan 1997ဆိုပြီးကျွန်တော်လွယ်အောင်ပေးထားပါတယ် show password နှိပ်ကြည့်ပါတူပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော် next ကိုနှိပ်ကြည့်ပါဒါဆို user name ရော password ကိုကျွန်တော်တို့အဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ phone number ပေးဖို့ပါအဲ့တော့ phone number ပေးထားရင်တော့ကျွန်တော်တို့ email ကိုပြန်ပြီး recover လုပ်ရတာလွယ်တယ်ပေါ့ဗျာတချို့လည်းမပေးချင်ကြဘူးပေါ့ဒါဆိုရင် phone number ပေးပြီးတာနဲ့ကျွန်တော်တို့ phone number ထဲကို code number ကလေးကြာလာပါလိမ့်မယ် code number ကြာလာတဲ့အခါအဲ့ဒီ code number ကိုကျွန်တော်တို့နောက်တစ်ဆင့်ကတော့ enter code ဆိုတဲ့နေရာမှာထည့်လိုက်ပါပဲ next ကိုနှိပ်လိုက်ပါနောက်ဆုံးဆင့်ကတော့ကျွန်တော်တို့ agree လုပ်လိုက်ရုံပါပဲဗျနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ YouTube channel ဖွင့်နည်းကိုဆက်လက်ပြီးတော့မျှဝေပေးပါမယ်တီတန့် official channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါ